Channel Plus ရဲ့ Movie Recap မှာပြန်လဲကြိုဆိုလိုက်ပါတယ်။ဇလန်အစမှာအထက်တန်းနောက်ဆုံးနှစ်ကျောင်းသူလေးတန်ဘီကိုတွေ့ရပါမယ်။သူကတက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဖို့ရပ်ပိုင်းပဲလိုတော့တာပါ။ဒါပေမဲ့ပြဿနာကသူကတင်းချအရမ်းညံ့တာပဲ။တင်းချချိန်ဆိုအမြဲတမ်းအိပ်ပျော်နေတတ်လို့ဆရာကစိတ်တူပြီးဒီနေ့မှသူ့ကိုကြောက်တင်ပုံးရှေ့ထွက်ခိုင်းပါတယ်။ဒါပေမဲ့ထုံးစံအတိုင်းသူဘာမှမတွက်နိုင်ရှာပါဘူး။ဆရာလည်းစိတ်ပြက်ပြီးလူအများကြီးရှေ့မှာသူ့ကိုစူပူပါတော့တယ်။အိမ်ပြန်ရောက်တဲ့အခါမှာလည်းတန်ဘီကစာမလုပ်ပဲဖုန်းဆော့လိုက်တချင်းနားထောင်လိုက်နေတဲ့အချိန်အုံးနေခဲ့တယ်သူ့မိကကြည်ပြီးစိတ်ပြက်လက်ပြက်နဲ့ညီတချင်းစာသားတွေအလွတ်ကျက်တလို့သာတင်းချပု္ပ္ပစာတွေတွေ့ရင်ပါရမီရှင်ဖြစ်နေလောက်ပြီလို့ပြောပါတယ်ပြီးတော့ညီတင်းချညံ့တာညီဖေစီကအမွေရတာနေမှာသူလဲတင်းချမရဘူးဒီပုံစံနဲ့တော့ဗတက်ကတူကမှလက်ခံမှာမဟုတ်ဘူးလို့ရှက်ပြောပါသေးတယ်တန်ဘီကိုအနောက်ရှက်ဖြစ်ဆုံးကတော့သူ့မိက TV Channel ကိုသူ့အမြဲကြီးရဲ့ရှေးခေတ်နန်းတွင်းကားတွေစီပြောင်းလိုက်တာပါပဲတန်ဘီလဲစိတ်ပြက်ပြက်နဲ့အခန်းထဲကထွက်လာပြီးသူ့သူငယ်ချင်းအိမ်ကိုတော့အားခဲ့တယ်သူငယ်ချင်းကလည်းဒါကတက္ကသိုလ်တက်ဖို့နောက်ဆုံးခွင့်ရေးပဲအခုမှစာမေးပွဲကြရင်အနာဂတ်လည်းရှိမှာမဟုတ်ဘူးသွားစရာနေရာလည်းရှိမှာမဟုတ်ဘူးလို့ထပ်ပြီးသတိပေးရှာပါတယ်နောက်နေ့မနက်မှာတော့တန်ဘီကအိယာထနောက်ကြပြီးစာမေးပွဲအချိန်မီဖို့အလောတကြီးပြေးထွက်ခဲ့ရပါတယ်သူ့အမေကကျောင်းကောင်းကောင်းဝင်နိုင်အောင်အစွမ်းကုန်စူးစမ်းခဲ့နော်ဆိုပြီးအားပေးရှာတယ်တန်ဘီကတော့အထူးသဖြင့်တင်းချအပိုင်းအတွက်အရန်ရင်ခုန်နေပြီးစာမေးပွဲကျောင်းရောက်တဲ့အထိဘတ်စကားဘော်မှာစာကြည့်ဖို့စူးစမ်းခဲ့ပါတယ်ဘတ်စကားဘော်ကစင်ပြီးပြေးရတော့အထိကိုမေ့ကြံခဲ့တဲ့စာမေးပွဲဖြေမဲ့အဆောက်အုံနာရောက်လာတဲ့အခါမှာတော့သူ့စိတ်ထဲကြောက်စိတ်တွေလွှမ်းမိုးလာပါတယ်သူစာမေးပွဲအတွက်အစင်မတင်ဖြစ်သေးတာကြောင့်စာမေးပွဲကြမဲ့ရေးကိုရင်ဆိုင်ရမဲ့အစားထွက်ပြေးဖို့အထီးတွက်ပြီးပြရာခတ်လာခဲ့တယ်သူကရွာနေရဲ့မိုးထဲမှာစိတ်တကြကြနဲ့ထိုင်ချလိုက်ပြီးငါသာလူလောကထဲကပျောက်ကွယ်သွားရင်ကောင်းမှာပဲလို့အိတ်တစိတ်ဆူတောင်းနေမိတယ်အဲ့ဒီချိန်မှာသူ့ရှေ့မှာမိုးရေကြောင်ဖြစ်နေတဲ့ရေအိုင်သေးလေးတစ်ခုရှိနေပါတယ်သူအဲ့ဒီရေအိုင်နာတိုးသွားတဲ့အချိန်မှာပဲရုတ်တရက်ထူးဆန်းတာတစ်ခုဖြစ်ပျက်ခဲ့ပါတယ်သူ့အမြင်မှာထူးဆန်းတဲ့အဝတ်အစားတွေဝတ်ထားတဲ့လူတစုစုဝေးပြီးမိုးရွာချပေးဖို့ဆူတောင်းနေကြတာကိုတတိပိဦးမိသွားတယ်သူတို့ကမိုးမရွာတာ3နှစ်ရှိပြီဖြစ်လို့မိုးခေါင်ရေရှားပြီးလူတွေတေကုန်ကြပြီလို့ပြောနေကြတာပါရုတ်တရက်တန်ဘီဟာအဲ့ဒီရေအိုင်ထဲကိုကျသွားပြီးရေနစ်တလို့ဖြစ်သွားခဲ့တယ်ဒါပေမဲ့တေသွားမဲ့အစားအဲ့ဒီနေရာမှာပဲပြန်ပေါ်လာပြီးဘာကြောင့်မှမသိပဲတခြားကဘာတစ်ခုကိုရောက်သွားခဲ့တာပါသူဇဝေးစွာဖြစ်ပြီးဘေးကလူတွေကိုနန်းတွင်းကရိုက်နေတာလားလို့လိုက်မေးပါတော့တယ်မင်းကြီးကသူ့ရဲ့ထူးဆန်းတဲ့အပြုအမူကိုမြင်တော့ကြောက်ဝန့်တကြားနဲ့မင်းကမိစ္ဆာလားလို့အော်မေးပါတယ်သူကလည်းပြပြတလဲနဲ့မဟုတ်ပါဘူးသမီးကအထက်တန်းကျောင်းသူလေးပါလို့ပြန်ပြောပေမဲ့သူပြောရဲ့စကားကအဲ့ဒီလူတွေအတွက်တော့တမျိုးကြီးဖြစ်နေပြီးမန္တန်တွေရွတ်နေတဲ့အထင်နဲ့ပိုပြီးကြောက်ဝန့်သွားကြပါတယ်ရုတ်တရက်စစ်တီတွေကသူ့ကိုဓားတွေနဲ့ဝိုင်းလိုက်ကြတယ်ဓားတွေကအစ်စ်အမှန်ကြီးဆိုတာတိလိုက်ရတဲ့အခါတန်းပြီးပြရာခတ်သူအားပြီးညံစင်တဲ့အနေနဲ့သမီးဒီကိုဘာလို့ရောက်လာလဲတိပြီးအရှင်မြတ်ကြီးမိုးရွာချပေးပါတော့လို့အော်ပြောလိုက်တဲ့လူတွေကလည်းသူပြောရဲ့စကားကိုလိုက်ရွတ်ပြီးဆူတောင်းကြတာပေါ့ဒါပေမဲ့အားလုံးခေါင်းပြန်မော့လာတဲ့အချိန်မှာတော့တန်ဘီကပျောက်ကွယ်သွားပါပြီသူကဝတ်စုံတွေထားတဲ့နေရာကိုရောက်အောင်အမြန်ထွက်ပြေးသွားခဲ့တာပါသူကနတ်ဆရာတယောက်လိုဟန်ဆောင်ပြီးမင်းကြီးနဲ့အမတ်တွေရဲ့အစည်းအဝေးတွေကိုခိုးဝင်ခဲ့ပါတယ်အစည်းအဝေးမှာမင်းကြီးကအယူသီးတာတွေကိုရပ်တန်းခဲ့ရပြီးတိုင်းပြည်ရဲ့ပြဿနာတွေကိုဖြေရှင်းဖို့တိတ်ပံနဲ့တင်းချပညာရက်တွေကိုလေ့လာရမယ်လို့မိန့်ကြားလိုက်ပါတယ်ဒါပေမဲ့နတ်ဆရာကြီးကဒါဟာအန္တရာယ်ရှိတဲ့အဓိပ္ပာယ်မရှိတဲ့စကားဖြစ်ကြောင်းတင်းချဆိုတာလဲအယူသီးမှုတစ်ခုပဲဖြစ်ပြီးညီမျှခြင်းတွေနဲ့တဘာဝတရားကိုနားလည်ဖို့မဖြစ်နိုင်ကြောင်းကန့်ကွက်ပါတယ်မိုးခေါင်ရတဲ့အစ်စ်အမှန်အကြောင်းရင်းကကောင်းကင်ဘုံကမင်းကြီးအပေါ်စိတ်ဆိုးနေလို့ဖြစ်ပြီးမိုးရွာအောင်လုံနိုင်မဲ့တခုတည်းသောနေလန်းကမင်းကြီးနဲ့မိဖုရားကြီးတို့နန်းတင်းထုံးစံအတိုင်းတန့်ရှင်းတဲ့ထုံးတန်းအစီအစဉ်ကိုအတူတူလှုပ်ဆောင်ဖို့ပဲလို့အကြောင်းပြပါတယ်။တန်ဘီကအစည်းအဝေးတွေကနေတိတ်တဆိတ်လစ်ထွက်ပြီးသူ့ဖုန်းကိုလိုက်ရှာပေမဲ့ထပ်ပြီးအဖမ်းခံရပြန်ပါတယ်။မင်းကြီးလာမှာကိုစောင့်နေတော့မှမိုးရွာရင်တော့သူလွတ်မြောက်နိုင်မလားလို့တွေးနေခဲ့တာပါဒါပေမဲ့မင်းကြီးကရောက်လာပြီးဒီမှာမိုးမရွာတာ3နှစ်ရှိပြီလို့ပြောတဲ့အပြင်တကယ်တော့သူကသူ့ကိုလည်းအမြင်မကျ။ဤဒါကြောင့်ချက်ချင်းကွပ်မျက်ဖို့အမိန်ပေးလိုက်တဲ့အခါတန်ဘီအဲရုံလှုပ်သွားရပါတယ်။တန်ဘီကပြပြတလဲနဲ့ခဏဆောင်ပါဦးသမီးကအနာဂတ်ကလာတဲ့ကျောင်းသူတယောက်ပါမတော်တဆရောက်လာတာပါလို့တောင်းပန်ပါတယ်သူကတမိုင်းကျောင်းတွေကိုအများကြီးတည်တယ်လို့ပြောပြီးမင်းကြီးကိုယုံကြည်အောင်စူးစမ်းပေမဲ့အစင်မပြေတဲ့အခါကျမှတင်းချလဲအရန်တော်ပါတယ်လို့အမြန်ထည့်ပြောလိုက်ရတယ်မင်းကြီးကစိတ်ဝင်စားသွားပြီးကိုမြတ်မဲ့အမိန်ကိုဆိုင်းငံ့ကတက်တေပြဖို့ပြောပါတယ်မင်းကြီးကသူ့ကိုပိုက်တာကိုရက်စတီအိုရန်ပို့စာတစ်ခုပေးပြီးတွက်ခိုင်းပါတယ်အစမှာတော့သူဇဝေးဇဝါဖြစ်ပြီးစာတွေကိုတောင်းနားမလဲဘူးလို့ပြောပေမဲ့ဒါကပိုက်တာကိုရဲ့စတီအိုရန်မန်းတီသွားတဲ့အခါမှာတော့အမြန်ပဲတွက်ပြလိုက်ပါတယ်မင်းကြီးလည်းအံ့နာသွားပြီးသူ့ရဲ့ပညာရှိတွေတောင်ဒီလိုပု္ပ္ပစာမျိုးကို3ရက်လောက်တွက်ရတယ်လို့မိတ်ဆိုပါတယ်အဲ့ဒီအချိန်ကစပြီးအားလုံးကဒန်ဘီကိုဆန်ဆိုတဲ့ပညာရှိရောကျဲလေးတယောက်လိုဆက်ဆံကြပါတော့တယ်မင်းကြီးကသူ့ကိုတတာဝန်တစ်ခုပေးပါတယ်အဲ့ဒါကတော့ပြည်သူတွေကိုတင်းချတင်ပေးဖို့ပါပဲအောင်မြင်ရင်အိမ်ပြန်ခွင့်ပေးမယ်လို့ကတိပေးပါတယ်ဒါပေမဲ့မင်းကြီးကပထမဆုံးចောင်းသားဖြစ်နေပြီးကနန်းတောင်မရေတွက်တက်တာကိုတီးလိုက်ရလို့ဒန်ဘီအံ့နာသွားရတယ်သူကအခြေခံအကျဆုံးဖြစ်တဲ့ကနန်းတွေအပေါင်းအနှုတ်ကနေမြောက်အထိစိတ်ရှည်လက်ရှည်တင်ပေးပါတယ်နောက်ဆုံးမှာတော့သူတို့ဟာပြိုင်ဘက်မျိုးကဂီတပညာရှင်တယောက်နဲ့တင်းချပြိုင်ပွဲရှင်ပြိုင်ဖို့ပြင်ဆင်ကြရတယ်ဒန်ဘီရှုံးရင်အပြစ်ပေးခံရမှာပါသူကမင်းကြီးကို
ရဲရဲဝမ်းဝမ်းစိန်ခေါ်ပြီးမင်းကြီးစာမားတဲ့အခါစိတ်တူတူနဲ့ခေါ်အောင်ကိုတောင်ခောက်လိုက်ပါသေးတယ်စစ်တီတွေကမင်းကြီးကိုထိပါရမလားဆိုပြီးတဖို့ပြေးဝင်လာပေမဲ့မင်းကြီးကတားပြီးရဲမောကြော်ဖြစ်လိုက်ပါတယ်မိဖုရားကြီးလာလေတဲ့အခါတိုင်းလဲတင်းချစာရက်တွေကိုဝက်ပြီးဂီတလေးကျင့်နေတဲ့ပုံစံမျိုးဟန်ဆောင်ကြပါတယ်ဒီနေ့မှာမင်းကြီးကဒံဘီပိုက်စာနေတာကိုတတိထားမိပြီးအတူတူစားဖို့ဖိတ်ခေါ်ပေမဲ့ဒံဘီကအဲ့ဒီစားစာတွေကိုမကြိုက်တာကြောင့်မင်းကြီးကိုမီးဖို့ချောင်းနဲ့ခေါ်သွားပါတယ်သူ့အိတ်ထဲကပါလာတဲ့ပါဝင်ပစ္စည်းတွေနဲ့ရတာရှိတဲ့အတင်စားခောက်ဆွဲချက်ကြေးလိုက်တယ်မင်းကြီးကဆက်ပေမဲ့လည်းအရန်ကြိုက်သွားပါတယ်ရေတိုက်တာတောင်ဒီဆက်အရတာကိုကြိုက်လို့ဆိုပြီးညင်းခဲ့ပါသေးတယ်နောက်နေ့မနက်မှာတော့နန်းတော်တစ်ခုလုံးမင်းကြီးရဲ့အော်ဟစ်တန်ကိုကြားရပါတော့တယ်ဒံဘီသွားကြည့်တဲ့အခါမင်းကြီးကသူ့ကိုပြူစားလိုက်တဲ့အထင်နဲ့နားမှာအဆောင်လက်ဖွဲ့တစ်ခုကတ်ထားတာကိုတွေ့ရပါတယ်။ဒံဘီလည်းမျက်လုံးပင်းကြည့်ပြီးကြည်စမ်းပါဦးဆယ်လီကြီးရဲ့ဒါကခောက်ဆွဲတက်ပါဆုံးကဝေတက်မဟုတ်ပါဘူးလို့ပြောလိုက်တယ်။ဘာမှပြူစားထားတာမဟုတ်ပဲငရုတ်တီးကဝမ်းထဲမှာဆက်ပြီးဘိုင်းနာတာတင်ပါဒံဘီကအဲ့လိုပြောပြတော့မင်းကြီးကဘိုက်ဆိုတာဘာလဲလို့မေးပါတယ်။ဒါနဲ့ဒံဘီလည်းထိုင်ပြီးအစာအိမ်ဆိုတာဘာလဲဦးမကြီးဦးသိန်းဆိုတာဘာလဲနှလုံးအကြောင်းနဲ့ရင်ဘက်ပေါ်လက်တင်လိုက်ရင်ခုံနေတာကိုခန်းစားရမယ်ဆိုတာအထိရှင်းပြပါတယ်။ဒါပေမဲ့မင်းကြီးကငါဘာမှမခံစားရဘူးလို့ပြောတဲ့အခါဒံဘီကပြုံးပြီးရပါတယ်တနေ့ကျရင်အရှင်ချရတဲ့သူနဲ့အတူရှိတဲ့အခါအလိုလိုခံစားရလိမ့်မယ်လို့ပြောပြခဲ့တယ်။မင်းကြီးကဒံဘီမှာဘဟုတုတတွေအများကြီးရှိတာကိုအံ့လာပြီးသူ့ကိုတော်ယုံတန်ယုံပညာရှင်မဟုတ်ဘူးလို့မြင်လာပါတယ်။ဒါကြောင့်ကျိုးစွန်းရဲ့နန်းတွင်းပညာရှိအားလုံးကိုတင်းချတင်မကပဲတိတ်ပံကနေစိုက်ပျိုးရေးအထိအကုန်တင်ပေးဖို့တောင်းဆိုပါတော့တယ်။အဲ့ဒီညမှာမင်းကြီးကသူ့ကိုလိမ္မော်တီးတစ်လုံးပေးတဲ့အခါဒံဘီကဘာထူးထွေအလေးမြတ်မှမပြုပဲကျေးဇူးပဲလို့ပေါ့ပေါ့ပါပါပြောလိုက်လို့မင်းကြီးစိတ်ဆိုးသွားပါတယ်။မင်းကကျိုးစွန်းရဲ့လေလွင့်သူဖြစ်ပြီးဒီအတီးကိုအနည်းဆုံး3ရက်လောက်တင်းထားတဲ့နာဖုံးကန်ကိုတန်ဖိုးမထားတတ်ဘူးလို့မိန့်ပါတယ်တန်ဘီကရဲပြီးဒါလိမ္မော်တီးတစ်လုံးနဲ့ပါအထူးဆန်းလုံးမနေပါနဲ့လို့ပြောခဲ့တယ်နောက်တော့သူတို့နှစ်ယောက်နန်းတော်ဝင်းထဲမှာဘောလုံးထွက်ကစားကြပြီးမင်းကြီးကိုနှစ်ပေါင်းများစွာအတွင်းပထမဆုံးအကြိမ်ပြေးလွှားအောင်လုပ်နိုင်ခဲ့ပါတယ်နောက်နေ့မှာမင်းကြီးကသူ့ရဲ့လက်ထက်ရမဲ့သူတို့သမီးလောင်းနဲ့အတူထိုင်နေတော့အဲ့ဒီညက်ဟင်းရီထဲမှာချစ်စေးမျိုးပါလာမှာဖြစ်ပြီးအဲ့ဒီနောက်ချက်ချင်းလက်ထက်ကြရတော့မယ်လို့ပြောပြပါတယ်ဒါပေမဲ့ကံကြမ္မာကတခြားစီဖြစ်သွားခဲ့တယ်အဲ့ဒီဟင်းရီပန်းကန်ကဒံဘီလက်ထဲရောက်သွားခဲ့တာပါသူထူးထူးဆန်းဆန်းနေရှောက်လုပ်ပြီးနန်းတော်ထဲမှာပဲအိပ်ပျော်သွားခဲ့တယ်နိုးလာတဲ့အခါမင်းကြီးကိုတောင်းပန်နေပေမဲ့မင်းကြီးကဘာမှမဖြစ်ပါဘူးသွားတော့မေ့လိုက်ပါလို့ပဲပြောခဲ့ပါတယ်သူတို့အပြင်မှာလမ်းလျှောက်ထွက်တဲ့အခါမင်းကြီးကသူ့တာဝန်သာအောင်မြင်ရင်အမတ်နေရအစင်းမြင့်မြင့်ရမယ်အပြင်မြင်းကောင်းတစ်စီးပါလက်ဆောင်ရမယ်လို့ပြောပါတယ်ဒါပေမဲ့တန်ဘီကသမီးဘာမှမလိုချင်ပါဘူးမိုးရွာတာနဲ့သမီးကဘာကိုပြန်มาပါလို့ပြောလိုက်တယ်မင်းကြီးကဒါဆိုရင်အခုကစားပြီးငါ့ကိုမင်းကြီးလိုမဆက်ဆံနဲ့ငါတို့ကရောကြချင်းချင်းတန်းတူပဲလို့မိတ်ဆိုပါတယ်ဒါပေမဲ့နောက်နေ့မှာပဲဘေးဒုက္ခရောက်ပါတော့တယ်တန်ဘီကမင်းကြီးကိုပြည့်ရပြည့်ရဆိုရဲဆွဆွဲချက်နဲ့ဖမ်းခံရပြီးနှိပ်စက်ဖို့အတွက်ခြေလက်တွေကိုတုံးနှောင်ခြင်းခံရပါတယ်ဒါပေမဲ့မင်းကြီးကဝင်ပါပြီးဒီပညာရှိလေးမှာတန်ဖိုးရှိရဲ့အသိပညာတွေရှိတယ်လို့နတ်ဆရာတွေကိုရှင်းပြပါတယ်ဒါပေမဲ့နတ်ဆရာတယောက်ကအခွင့်ကောင်းယူပြီးကောင်းပြီလေဒါဆိုငါကိုယ်တိုင်စမ်းတက်မယ်သူ့ကိုနှစ်ပတ်အချိန်ပေးမယ်အဲ့ဒီအချိန်ထိမိုးမရွာရင်သူ့ကိုကွပ်မျက်မယ်လို့ပြောပါတော့တယ်တန်ဘီဆွဲမလျှော့ပါဘူးသူကအရာအားလုံးကိုတို့အချက်ပြီးဆက်လက်လာနေခဲ့တဲ့နန်းတွင်းဂီတပညာရှင်ကလည်းသူ့ကိုမိုးရေချိန်တိုင်းကိရိယာတစ်ခုလုပ်ဖို့ကူညီပေးခဲ့ပါတယ်။အဲ့ဒီနောက်ရုတ်တရက်ပဲကောင်းကင်ကနေမိုးရေတီးကြီးမြေးကြီးရွာချပါတော့တယ်။တန်ဘီလည်းဝမ်းသာလွန်းလို့ပြောနေတာပေါ့။ဒါပေမဲ့မင်းကြီးကမိုးရွာရင်သူထွက်သွားမယ်လို့ပြောခဲ့တာကိုရုတ်တရက်တတိယသွားပါတယ်။မင်းကြီးကသူ့နေရဲ့အိမ်စီအပြေးသွားတဲ့အခါမိုးရေချိန်တိုင်းကိရိယာရှေ့မှာစိတ်လှုပ်ရှားပြီးငိုနေတဲ့တန်ဘီကိုတွေ့ရပါတယ်။မင်းကြီးကမင်းအခုချက်ချင်းထွက်ပြေးရမယ်ငါကြိုတင်ပြင်ဆင်ထားတယ်မင်းဆက်ကိုသွားမဲ့တင်မောကမင်းကိုစောင့်နေရဲ့လို့ပြောပေမဲ့တန်ဘီကခေါင်းခါပါတယ်။သမီးဘဝတစ်ခုလုံးထွက်ပြေးလာခဲ့တာသမီးရဲ့ကဘာကနေထွက်ပြေးဖို့စူးစမ်းရင်းနဲ့ပဲဒီကိုရောက်လာခဲ့တာလို့ပြောပါတယ်။အဲ့ဒီအချိန်မှာပဲနတ်ဆရာကြီးနဲ့တိတ်တဆိတ်ပူးပေါင်းနေတဲ့နန်းတွင်းဂီတပညာရှင်ရောက်လာပါတယ်။နတ်ဆရာကြီးကတန်ဘီဟာတကယ်ပဲအနာဂတ်ကလာတာဖြစ်နိုင်တယ်လို့ယုံကြည်ပြီးအဲ့ဒီပညာရှိကိုတတ်ဖို့အမိန့်ပေးထားတာပါဂီတပညာရှင်ကဒါမှန်ဆိုရင်သူကပိုတောင်အနေရများသေးတယ်သူ့ကိုဖျောက်ဖျက်ပြရမယ်လို့နတ်ဆရာကိုပြောခဲ့တာပါဂီတပညာရှင်ကတန်ဘီကိုမြင်းပေါ်တင်ပြီးတောနက်ထဲရောက်တဲ့အထိမြင်းဆိုင်မောင်းနေခဲ့ပါတယ်။အဲ့ဒီရောက်တော့မှမင်းကမင်းကလေးဆိုတာငါသိနေတာကြပြီဒါပေမဲ့ငါကလူကောင်းတစ်ယောက်ပါမင်းရဲ့လိအိုးဝက်ချက်ကိုငါရှိုးဝက်ထားပေးပါမယ်လို့ပြောပါတယ်။သူကလည်းဒါတမင်လုပ်တာမဟုတ်ကြောင်းသူရခဲ့တဲ့အလုပ်ကရောကြလေးတစ်ယောက်ပဲခေါ်တာမို့တခြားရွေးချယ်စရာမရှိပဲလုပ်ခဲ့ရတာလို့ရှင်းပြပါတယ်။ထိုအချိန်မှာနန်းတော်ထဲမှာတော့နတ်ဆရာကြီးကဒံဘီတင်ပေးခဲ့သမျှအရာအလုံးအထူးသဖြင့်သူတီထွင်နေတဲ့စာရေးသားအစ်စ်ကိုဖျက်ဆီးပြရမယ်လို့မင်းကြီးကိုနားသွင်းဖို့စူးစမ်းနေပါတယ်။သူတို့ကရိုးရာစင်ဆက်ကိုပဲစုပ်ကင်ထားပြီးအဲ့ဒီကောင်လေးရဲ့လွှမ်းမိုးမှုကိုဖယ်ရှားခြင်းနေကြတာပါဒါပေမဲ့မင်းကြီးကဒါကိုလက်မခံနိုင်ပဲမြင်းစီသူ့ကိုလိုက်ရှာဖို့နန်းတော်ကနေထွက်လာခဲ့ပါတယ်။တောရဲကတနေရာမှာတော့စစ်တီတွေကဒံဘီနဲ့ဂီတပညာရှင်တို့ကိုအမိလိုက်လာကြပါတယ်။ဂီတပညာရှင်ကဒံဘီကိုထွက်ပြေးခိုင်းပြီးလမ်းပိတ်ကပြန်တိုက်ခိုက်နေတုန်းခြေထောက်တွေတွေးထွက်နေတဲ့မိဖုရားကြီးကိုရောက်လာပါတယ်မိဖုရားကြီးကသူတို့ကိုအရန်စိုးရိမ်ပြီးဒီအထိအပြေးလိုက်လာခဲ့တာပါတန်ဘီကလမ်းတိုင်းဆက်လျှောက်လာရင်လမ်းခွဲတစ်ခုအရောက်မှာဘသွားရမှန်းမသိဖြစ်နေခဲ့တယ်အဲ့ဒီမှာမင်းကြီးတစ်ခါကပြောဘူးတဲ့နေမင်းကြီးကကြိုစွန်းရဲ့နာရီပဲစိုးတဲ့စကားကိုတတိယပြီးနေအောင်ချီတိုင်းလိုက်လျှောက်လာရင်ပင်လေပြင်းစီရောက်သွားခဲ့ပါတယ်အဲ့ဒီမှာတော့မင်းကြီးကသူ့ကိုကြိုတင်ဆောင်ဆိုင်နေခဲ့တာပါအဲ့ဒီညမှာသူတို့နှစ်ယောက်ပေး
အင်းရှင်ထိုင်ပြီးကျယ်တွေကိုကြည့်နေခဲ့ကြပါတယ်သူကမင်းကြီးကိုအနာဂတ်မှာတော့ကျယ်တွေကိုဒီလိုမျိုးမမြင်ရဘူးအလင်းဆုံးကျယ်နှဲငယ်ပဲမြင်ရတာလို့ပြောတော့မင်းကြီးကအခုကြည့်လိုက်စမ်းမင်းမြင်နေရတဲ့ကျယ်တွေကမင်းကြီးဖို့ရွေးချယ်ထားတဲ့ကျယ်တွေပဲဒါပေမဲ့မင်းရက်ပြီးတေးသေးချာချာကြည့်မယ်ဆိုရင်နောက်ထပ်ကျယ်တွေအများကြီးမြင်လာရလိမ့်မယ်အဲ့ဒီကျယ်တွေကအမြဲတမ်းရှိနေခဲ့တာပါမင်းကြီးဖို့ဆုံးဖြတ်လိုက်တဲ့အချိန်ကျမှပေါ်လာတာမျက်စိစိတ်လိုရှိရာကိုပဲမြင်တတ်တာမျိုးပေါ့လို့ပြန်ပြောပါတယ်ခဏတာတိတ်ဆိတ်သွားပြီးနောက်မင်းကြီးကသူ့ကိုချစ်တဲ့အကြောင်းဖွင့်ပြောခဲ့တယ်မင်းကြီးကမှုမှတ်တွေတင်မကပဲတာမန်ပြည်သူပြည်သားတွေပါလေ့လာနိုင်အောင်ပို့ပြီးလွယ်ကူတဲ့စာပေအသစ်တစ်ခုကိုတီထွင်ခြင်းတယ်လို့ပြောပါတယ်အဲ့ဒီမှာတန်ဘီကတစ်ခုခုကိုရုတ်တရက်တတိယသွားပြီးအနာဂတ်ကပါလာတဲ့ပိုက်ဆံကိုထုတ်ကြည့်လိုက်တဲ့အခါငွေစက်ကူပေါ်မှာမင်းကြီးရဲ့မျက်နှာပုံနှိပ်ထားတာကိုတွေ့လိုက်ရတယ်အဲ့ဒီကြမှာမင်းကြီးတကယ်ပဲအောင်မြင်မှာပါလားဆိုတာသူသိသွားခဲ့တာပါမင်းကြီးနန်းတော်ပြန်ရောက်တဲ့အခါပြည်သူတွေကိုကောင်းကောင်းမှဦးထမ်းတဲ့သူတွေကိုလစာတွေစတင်ပေးအပ်မယ်လို့ကြေညာပါတယ်။နတ်ဆရာကြီးကလည်းအနက်ဆရာကောင်းလောက်အောင်သဘောတူပြီးပြည်သူကိုအကျိုးပြုတဲ့သူကိုဆုချတဲ့နယ်လို့ပြောပါတယ်ပြီးတော့ကိုစံပေါ်မှာကောဘလို့မြင်လဲလို့မေးတဲ့အခါနန်းတွင်းကတခြားသူတွေကတော့လုံးဝသဘောမတူကြပါဘူး။သူတို့ကကိုစံကိုပြည်နှင်တန်ပေးရမယ်ဒါမှမဟုတ်ကိုမြတ်ရမယ်လို့ယူဆကြပါတယ်။ဒါပေမဲ့လည်းတန်ဘီကနတ်ဆရာတွေမသိအောင်မင်းကြီးကိုတင်းချစာရေးသားနဲ့စင်ကျင်တုံတရားအလုံးကိုတိတ်တဆိတ်ဆက်ပြီးတင် जा ပေးခဲ့ပါတယ်။တနေ့မှာနန်းတော်ရဲ့လမ်းလျှောက်နေတော့မိဖုရားကြီးကတိတ်တဆိတ်ပုံပြီးစားတောက်နေတာကိုတန်ပြီးတွေ့သွားခဲ့တယ်ဝမ်းမလာစေဖို့နဲ့ရုပ်ရည်ပျက်စီးမသွားစေဖို့သူ့ကိုအစားအသောက်အများကြီးမစားရဘူးလို့ကန့်သက်ထားကြလို့ပါတန်ပြီးကသူ့ရဲ့အတင်စားခောက်ဆွဲဘူးတပူးကိုပေးလိုက်တယ်မိဖုရားကြီးကလည်းလက်ခံပြီးသူတို့စားရင်တောက်ရင်စကားတွေပြောဖြစ်ကြရာကနေအဲ့ဒီအချိန်ကစပြီးသူငယ်ချင်းတွေဖြစ်သွားကြပါတယ်ရက်အနေငယ်ကြတော့မိဖုရားကြီးကမင်းကြီးစီသွားပြီးသူ့အရာအလုံးသိပြီးပြီဖြစ်ကြောင်းမေတော်ကြီးကိုလည်းအကြအောင်ကြပြီးပြီဖြစ်ကြောင်းပြောပါတယ်ဘာလို့လဲဆိုတော့မင်းကလေးဖြစ်တဲ့တန်ဘီဟာမင်းကြီးရဲ့ကိုလုတ်တော်တယောက်ဖြစ်လာရမှာမို့လို့ပါရုတ်တရက်တန်ဘီဟာသူနားမလဲတဲ့အရာတစ်ခုအတွက်ပြင်ဆင်ခြင်းခံရပါတော့တယ်နန်းနှင်းပြိုတော်တွေကသူ့ကိုဝတ်စုံတွေဝတ်ပေးမိတ်ကပ်တွေပြင်ပေးကြတယ်သူဘာဖြစ်နေမှန်းမသိပဲနေခဲ့ရကနေနောက်ဆုံးမှမင်းကြီးနဲ့အတူနေ့လည်ခင်းအနားယူဖို့ပြင်ဆင်ပေးနေတာဖြစ်ပြီးသူကမင်းကြီးရဲ့ပထမဆုံးမင်းကလေးဖြစ်လာတော့မယ်ဆိုတာကိုသိသွားခဲ့တယ်ဘာဖြစ်နေလဲဆိုတာသဘောပေါက်သွားတဲ့ခါမှာပဲတန်ဘီပြားရခတ်သွားပြီးသူ့ဘေးကအပြိုတော်တွေကြားထဲကနေထွက်ပြေးပါတော့တယ်အကြီးကဲအပြိုတော်တယောက်ကဒန်ဘီနန်းဆောင်ကိုလာရလမ်းမှာထွက်ပြေးသွားတဲ့အကြောင်းမင်းကြီးကိုချက်ချင်းအကြောင်းကြားလိုက်ပါတယ်။မင်းကြီးကသူ့ကိုလိုက်ရှာပြီးနောက်ဆုံးမှတွေ့သွားခဲ့တယ်။ဒါပေမဲ့သူ့လက်မောင်းကိုကင်ပြီးအခန်းတစ်ခန်းထဲကိုဆွဲခေါ်သွားပါတယ်။ဒန်ဘီကကျွန်တော်တို့သူငယ်ချင်းပဲနေမယ်လို့ပြောထားတယ်လေ။သမီးကအသက်19နှစ်ပဲရှိသေးတာလို့အော်ဟစ်ကန့်ကပ်ပါတယ်။မင်းကြီးကခပ်ပြုံးပြုံးနဲ့19နှစ်ဆိုရင်မင်းကလူကြီးဖြစ်တာ3200ရှိပြီးကလေးမဟုတ်တော့ဘူးပြီးတော့မင်းမိန်ဤကလေးဆိုတာငါသိနေတာကြပြီးငါမင်းကိုမထီရမခံရထားခဲ့တာပဲမဟုတ်လားဒါပေမဲ့ဒီညတော့မင်းဒီမှာနေရမယ်အားလုံးကစောင့်ကြည့်နေကြတာမစိုးရိမ်ပါနဲ့ငါမင်းကိုအရှင်လက်စားပစ်မှာမဟုတ်ပါဘူးတကယ်တော့ငါမယ်တော်ကအရန်ကောင်းမာတာဘယ်သူမှလွယ်လွယ်နဲ့ဖြောင်းဖြလို့မရဘူးလို့မင်းဆိုပါတယ်နောက်နေ့မနက်မှာဒန်ဘီကဂီတပညာရှင်နဲ့သွားစကားပြောပါတယ်ဂီတပညာရှင်ကအနာဂတ်ကိုပြန်ဖို့တိတ်ချပြီးလားလို့မေးပေမဲ့သူပြန်မဖြေရှာပါဘူးသူစိတ်နှစ်ခုဖြစ်ပြီးတန်တရားတွေနဲ့ယဉ်ပြနေခဲ့တယ်သူထွက်လာပြီးတယောက်တည်းထိုင်နေမိတယ်ခဏကြာတော့မိဖုရားကြီးရောက်လာပြီးတယောက်ကတွေ့ချင်နေတယ်လို့ပြောပါတယ်ဒန်ဘီနန်းဆောင်ထဲဝင်သွားတဲ့အခါသူ့ရဲ့မိခင်ရင်းနဲ့တပုံစံနဲ့တူလာတဲ့မေတော်ကြီးနဲ့မျက်နှာချင်းဆိုင်တွေ့လိုက်ရတယ်သူလုံးဝရင်ခွဲမတက်ငိုပွဲစင်ပါတော့ရဲ့ဘာကြောင့်ဒီလောက်ငိုနေရလဲဆိုတာဘယ်သူမှနားမလည်နိုင်ကြပါဘူးအဲ့ဒီညမှာသူကိုယ်တိုင်ကူညီဖန်တီးပေးခဲ့တဲ့ဂျိုးစွန်းရဲ့နခတ်တပေတစနစ်အစ်စ်ကိုသွားကြည့်ခဲ့ပါတယ်ဒါကတိုင်းပြည်အတွက်ရက်တွေလာတွေကိုတိတိကျကျမှတ်သားဖို့ကူညီပေးမှာပါအဲ့ဒီနောက်မင်းကြီးကသူစ조사လှုပ်ဆောင်နေတဲ့တခြားအရာတစ်ခုကိုပြဖို့ဖိတ်ခေါ်ပါတယ်အဲ့ဒါကတော့ပညာရှိတွေတင်မကပဲဂျိုးစွန်းကလူတိုင်းလေးလာနိုင်အောင်ဖတ်ရှုခြင်းနဲ့ရေးသားခြင်းကိုရိုးရှင်းစေမဲ့အခရာနဲ့18လုံးပါတဲ့စာပေအစ်စ်ကိုတီထွင်ထားတာဖြစ်ပါတယ်သူတို့ညီလာခံခန်းမကြီးရဲ့အလဲကိုရှောက်လာတဲ့အခါမင်းကြီးကသူ့ကိုအခမ်းအနားသုံးကုလားထိုင်မှာထိုင်ခိုင်းပါတယ်ပြီးတော့လက်ထက်ချင်းရဲ့ပြရုပ်ဖြစ်တဲ့နန်းတွင်စံထိုးကိုသူ့ခေါင်းမှာဆင်မြန်းပေးပြီးသူနဲ့အတူထာဝရနေထိုင်ပေးဖို့တောင်းဆိုပါတယ်။တန်ဘီငိုရင်းနဲ့သမီးမနေနိုင်ပါဘူးမိုးရွာရင်ပြန်မယ်လို့ကိုကတိပေးထားတာသမီးမေကမျော်နေမှာသမီးကိုယုံကြည်နေတာလို့ပြောပါတယ်။မင်းကြီးကညင်သာစွာနဲ့ဒါဆိုလဲသူ့ကိုသွားတွေ့ပြီးပြန်လာခဲ့လေငါတို့ဒီမှာအတူတူနေကြတာပေါ့လို့မိန့်ပေမဲ့သူကထပ်ပြီးညင်းပယ်ခဲ့တယ်မင်းကြီးလည်းစိတ်မရှိတော့ပဲစိတ်ဆိုးမှန်ဆိုးနဲ့မင်းပြောတာမှန်ပါတယ်အနာဂတ်ကအနာရောဂါတွေနဲ့ပြည့်နေတဲ့ဒီဂျိုဆုံးထက်ပိုကောင်းတာပေါ့မင်းဖြစ်ချင်တယ်လို့သာလို့တော့လို့ပြောပြီးရင်ခွဲမတက်ခံစားချက်နဲ့ထွက်ခွာသွားပါတော့တယ်သူခမ်းမထဲမှာငိမ့်ငိမ့်လေးမတက်ရက်နေတော့ရုတ်တရက်ခေါင်းကိုအရိုက်ခံရပြီးတတိလက်သွားခဲ့တယ်တယောက်ကသူ့ကိုဓာတ်နဲ့ထိုးပြီးအဆောက်အုံတစ်ခုလုံးကိုမိရှို့လိုက်ပါတယ်မင်းကြီးကဒါကိုကြားတာနဲ့သူ့အသက်ကိုပဒါနာမထားပဲမိတော့တွေထဲပြေးဝင်ပြီးသူ့ကိုကယ်တင်ခဲ့ပါတယ်နောက်နေ့မှာမင်းကြီးကသူ့ရဲ့လက်ထောက်ကိုဆင့်ခေါ်ပြီးမင်းညကရှေးဟောင်းကျန်းစာပျောက်သွားတယ်လို့ပြောပြီးနတ်ဆရာကြီးခိုးသွားတာလို့ဆွဆွဲပါတယ်မင်းကြီးကနတ်ဆရာရဲ့လက်ကိုဆွဲကင်ပြီးဒီလိုရာဇဝတ်မှုကျူးလွန်ပြီးရင်တက်
ပေရီကုံဖြက်စီးရမယ်လို့ဘသူမှမတင်ပေးဘူးလားလို့မိန့်ဆိုပါတယ်ပြီးတော့ဒန်ဘီဘက်လှည့်ပြီးမင်းကြားလိုက်တဲ့အတန်ကဒီအတန်လားလို့မေးတော့ဒန်ဘီကခေါင်းရင်းပြပါတယ်တကယ်တော့ဒန်ဘီအိတ်ထဲကစာအုပ်ကဓာတ်ချက်ကိုကာကွယ်ပေးခဲ့လို့သူတက်တာသွားခဲ့တာပါမင်းကြီးဒေါသတကြီးနဲ့နတ်ဆရာကိုရင်ဆိုင်ပြီးသူကငါအတွက်ဘလောက်ရေးပါတယ်ဆိုတာမင်းတီသားနဲ့ဘာလို့ဒါကိုလုပ်ရတာလဲလို့မေးတဲ့အခါနတ်ဆရာကသွေးအေးနဲ့ပဲဘာလို့လဲဆိုတော့ဒီစာပေအစ်စ်တာပြန့်နှံ့သွားရင်လူငယ်တွေကလွတ်လွတ်လပ်လပ်တွေးခေါ်လာကြလိမ့်မဲအဲ့ဒါကပရိုဖီယဲတွေဖြစ်လာပြီးတိုင်းပြည်ပျက်စီးလိမ့်မယ်ကျုပ်ကတရားမှာကိုမကြောက်ဘူးအနာဂတ်ကိုဖျက်ဆီးမဲ့စနစ်ပြပြမှုကိုပဲကြောက်တာလို့ပြန်ဖြေပါတယ်မင်းကြီးကမင်းသားစီးဖို့စူးစမ်းရင်တောင်ငါကပြည်သူတွေအတွက်ဒီစရေးသားနဲ့စနစ်ကိုတိစောက်မှာပဲငါကပြည်သူတွေရဲ့အိမ်မက်ကိုအကောင့်ထဲဖော်ပေးနိုင်တဲ့သူဖြစ်ချင်တာငါတို့ကိုယ်အိမ်အောင်အသက်ရှင်ပြီးမမြင်ရမဲ့အနာဂတ်ဘာမှမသိရတဲ့ကဘာကြီးကိုငါတို့ကဘာလို့ကြောက်နေရမှာလဲလို့ပြန်မိတ်ပါတယ်ဒါပေမဲ့နတ်ဆရာကတော့စိတ်ပြောင်းမသွားပဲဒူးထောက်ပြီးကျွန်ုပ်ကိုကွမျက်ပြီးဒါကိုပဲအဆုံးသတ်ပေးပါတော့လို့ရှောက်တင်ရှာပါတယ်မကြခင်မှာပဲကောင်းကင်ကြီးညှို့မိုင်းလာပြီးမိုးဖွဲလေးတွေစိတ်ရွာပါတော့တယ်တန်ဘီလည်းမထွက်ခွာခင်နန်းတော်ထဲလှည့်လည်ပြီးသူ့သူငယ်ချင်းတွေကိုနောက်ဆုံးအကြိမ်နှုတ်ဆက်ပါတယ်မင်းကြီးကသူ့ကိုအဝေးဆုံးအထိလိုက်ဖို့ခွင့်ပြုဖို့တောင်းဆိုခဲ့တယ်သူတို့ပင်လယ်ကမ်းခြေရောက်တဲ့အထိဘေးချင်းရှင်ပြီးလမ်းလျှောက်ခဲ့ကြတယ်အဲ့ဒီမှာတန်ဘီကသူ့အရင်ကကြားခဲ့ဘူးတဲ့ရေအိုင်ထဲကိုပဲတိုးဝင်ပြီးအရင်တိုင်းပဲရေရဲကိုနှုတ်ဝင်သွားခဲ့ပါတယ်ခေတ္တမြကြပြီးနောက်သူပြန်ပေါ်လာတဲ့အခါသူ့ရဲ့ကိုယ်ပိုင်ကဘာစီပြန်ရောက်နေခဲ့ပါပြီသူပတ်လေကိုကြည့်လိုက်တော့စက္ကန့်ပိုင်းလောက်ပဲကုံဆုံးသွားသေးတာကိုသတိပြုမိသွားတယ်စာမေးပွဲခန်းတဲ့အချိန်မီသွားဖို့အချိန်ရှိသေးတာကြောင့်စာမေးပွဲကျောင်းစီရှိသမျှအချိန်အဟုန်နဲ့ပြေးသွားတဲ့အခါစောင့်နေတဲ့ဆရာကိုတွေ့ရပါတယ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကစခါစာပဲရှိပါသေးတယ်သူခုံမှာအမြန်ထိုင်ပြီးစာမေးပွဲဖြေဆိုခဲ့ပါတယ်အဲ့ဒီနေ့နောက်ပိုင်းအိမ်ပြန်ရောက်တဲ့အခါစောင့်နေတဲ့အမေဖြစ်သူကိုတွေ့ရပြီးအမေရင်ခုအင်းထဲပြေးဝင်ကတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပါတော့တယ်ဒန်ဘီရဲ့အရာအလုံးပြောင်းလဲသွားခဲ့ပါပြီသူ့ရဲ့အပြုတ်မူသူ့ရဲ့အမြင်အရာအလုံးဟာဒီခီးစဉ်အပြီးမှာပြောင်းလဲသွားခဲ့တာပါသူကမိမိပတ်ဝန်းကျင်ကလူတွေနဲ့အရာဝတ္ထုတွေကိုပို့ပြီးတန်ဖိုးထားတက်လာခဲ့ပါတယ်လက်အနေငယ်ကုံဝင်သားခဲ့တဲ့တနေ့မှာကျောင်းပြင်ထွက်လာတော့ကောင်းကင်ကြီးပွင့်လာပြီးမိုးတွေပြန်ရွာပါတော့တယ်ရုတ်တရက်တယောက်ကသူ့ခေါင်းပေါ်ကိုထီလာမိုးပေးပါတယ်သူမောကြည့်လိုက်တဲ့အခါအရန်ရင်းနှီးနေတဲ့မျက်နှာတစ်ခုကိုတွေ့လိုက်ရတယ်သူကဂျိုဆွန်းရဲ့မင်းကြီးနဲ့တပုံစံနဲ့တူနေခဲ့တာပါဒါပေမဲ့သူကပြုံးပြုံးလေးပဲငါတို့လုံခဲ့တဲ့အကြာကြီးကဘတ်စကားပေါ်မှာဆုံးခဲ့ဘူးတယ်နော်မင်းထီကြံခဲ့တာလေးလို့ပြောလိုက်ပါတယ်ဒါကတော့ဇလန်းရဲ့အဆုံးသက်ပါပဲအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဇလန်းလေးပေါ်ထင်မြင်ချက်တွေကိုမှတ်ချက်မှာပြောခဲ့ပေးဦးနော်နောက်ထပ်ဗီဒီယိုတွေမှာဘလို့ဇလန်းမျိုးကိုအချင်းချုပ်တင်ဆက်ပေးစေခြင်းလဲဆိုတာကိုလည်းပြောခဲ့ကြပါဦးနောက်ဗီဒီယိုတွေကိုလည်းမလွတ်အောင် subscribe နှုတ်ပြီးခေါင်းလောင်းလေးကိုနှိပ်ထားပေးပါဦးပြီးတော့ဒီ channel လေးကိုကူညီတဲ့အနေနဲ့ like လေးလည်းပေးခဲ့ကြပါဦးနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်